TikTok မှာပေါ့နော် trust တစ်ပိုင်းနဲ့ပေါ့ကျွန်တော်တို့ဒီပြန်ပြီးတော့ login ဝင်လို့မရတဲ့ကိစ္စရှိတယ်ပေါ့နော်အဲ့ဒါ two step ခံလိုက်လို့ဖြစ်တာပေါ့နော်အဲ့ဒါကိုကျွန်တော်နည်းနည်းလေးရှင်းပြပေးချင်ပါဗျဒီလိုမျိုးလေးလုပ်ရင်တော့ဖြစ်တတ်တယ်ဆိုတာမျိုးလေးပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်ကြအောင် TikTok မှာကျွန်တော်တို့ဒီမှာ security permission ဆိုတာရှိပါတယ်နော်အဲ့ဒီနေရာမှာဒီမှာ two step နော် two step verification ဆိုတာရှိတယ်ဒီနေရာမှာပေါ့နော်ကျွန်တော်တို့တန်းကိုတောက်ဖွင့်လိုက်ပြီဆိုရင်ဘယ်မှာဘာလို့ shortcut လေးဆိုရင်ကျွန်တော်ဆက်ပြီးပြပြပေးမယ်ဒီမှာပေါ့နော်ကျွန်တော်တို့ဘယ်လိုဖြစ်လဲဆိုတော့အမှတန်းကိုဖွင့်လိုက်ပြီဆိုဒီအောက်မှာ manage track device ဆိုတာအဲ့နေရာမှာသွားပြီးတော့ကိုယ် device ကိုသွားထည့်လိုက်အဲ့ဒီဖုန်းမရှိတဲ့အခါမှာ login ပြန်ဝင်လို့မရတာမျိုးတွေဖြစ်တတ်ပါတယ်ဗျာနော်အဲ့ဒီအတွက်ကျွန်တော်တို့ကအဲ့မှာ two step ကို online ပြီဆိုတာနဲ့ပေါ့နော်ကျွန်တော်တို့ကဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်ဒီအဲ့2 set ကိုကျွန်တော်က online ပြီဆိုရင်ဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်ပေါ့နော်ဒီဖုန်းကိုပြန်တောင်းတာပေါ့နော်ဒီဖုန်းကိုပြန်တောင်းတဲ့အခါ iPhone နဲ့မဟုတ်ဘဲနဲ့တခြားဖုန်းနဲ့သွားဝင်မယ်ဆိုလို့ရှိရင်တို့ကပေးမလုပ်ဘူးပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ကဒီဘယ်လိုပြောရမလဲပြန်ဝင်လို့မရတဲ့အခက်အခဲတွေဖြစ်ကုန်တာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်အဲ့နေရာမှာ skip လုပ်ပေးရပါမယ်ဗျာနော်ဒီ2 set ခံရင်တော့မှ device ကို skip လုပ်ပြီးမှအဆင်ပြေမယ်ပေါ့နော်နောက်တစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့က2 set တော့ခံလိုက်ပြီပေါ့နော်2 set ခံလိုက်ပြီးသွားလို့ရှိလို့ရှိရင်ဒီနောက်တစ်ခုထပ်ဖြစ်တာကျတော့ဒီဖုန်းမှာဝင်လာတော့မှန်တယ်ဒါပေမဲ့အဲ့ဒီဖုန်းကိုပြန်ပြီးလုပ်ရင်တော့ဒီသူတို့ကနေပြီးတော့ပေါ့နော်ဘယ်လိုပြောမလဲမဟုတ်ပါဘူးဆိုပြီးတော့သူတို့ပြောတဲ့ကိစ္စရှိပါတယ်ဗျာနော်အဲ့ဒါတော့ကျွန်တော်တို့ကဘာဖြစ်တာလဲဆိုတော့ကျတော့ဒီမှာပါဗျာနော်ကျွန်တော်ပြပေးပါမယ်အဲ့ဒါတော့ဒီမှာပေါ့နော်ကျွန်တော်ဒီ switch account ပါရှိပါအဲ့ switch account နဲ့ကျွန်တော်တို့ကစစ်ပြီးသုံးတာပေါ့နော်အဲ့လို switch account နဲ့စစ်ပြီးသုံးတဲ့အခါမှာဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်ပေါ့switch account နဲ့ကျွန်တော်တို့ကစစ်ပြီးသုံးတဲ့အခါမှာဒီထားပါတော့ကျွန်တော်တို့ note တွဲတာဘူးဖုန်းပါပေါ့နော် account ပထမ account နံပါတ် A ပေါ့နော် A account ကိုဒီထည့်ထားပြီးတော့ two step ခံလိုက်တယ်အဲ့မှာ TikTok ဘက်ကနေမှတ်တာဟုတ်ပြီ note တွဲတာဘူးမှာဒီဖုန်းနဲ့ two step ခံလိုက်တယ်ပေါ့နော်ဒီနောက်တစ်ခါ switch account နဲ့နောက်တစ်ခုဝင်လိုက်တယ်ဝင်ပြီးတော့မှတစ်ခါအဲ့ဒီမှာလေ two step သွားခံလိုက်တယ်ဆိုရင် TikTok မှာသွားပြီးတော့အဲ့ဒါဖြစ်သွားပါတယ်သူတို့မှတ်ထားတဲ့နေရာအဲ့ကြတော့ဒီဖုန်းတစ်လုံးနဲ့ two step ကိုနှစ်ခုခံပြီးလိုက်တဲ့အခါမှာပေါ့နော် switch account လုပ်ပြီးတော့ two step ခံပြီးလိုက်တဲ့အခါမှာဒီ TikTok ဘက်ကတွေးတာကြတော့ note ရတာဘူးတော့မှန်တယ်ကျွန်တော်တို့လည်းပြန်ဝင်တာလည်းမှန်တယ်ဒါပေမဲ့ပြောရမယ် trust device ဆိုပြီးပေါ်လာပြီးတော့ login ဝင်လို့မရတာမျိုးလည်းရှိပါတယ်အဲ့အတွက်ကျွန်တော်မှာကျင်တာကတော့ကျွန်တော်တို့2 step ခံမယ်ဆိုရင်ဖုန်းနံပါတ်နဲ့2 step ခံမလား Gmail နဲ့2 step ခံမလားအဲ့ဒါအဆင်ပြေပါဗျ device နဲ့2 step ခံမယ်ဆိုရင်တော့ဂရုတော်တော်စိုက်ရပါမယ်နောက်တစ်ခုကဆွမ်းနာလို့ switch ပြီးတော့မှပေါ့နော် switch account တွေသုံးပြီးတော့ပေါ့နော် account တွေတစ်ခုနဲ့တစ်ခုပြောင်းသုံးပြီးတော့မှ2 step ခံမယ်ဆိုရင်ပို့ပြီးတော့ error တက်နိုင်ခြင်းများတယ်ပို့ပြီးပြန်ဝင်လို့မရနိုင်ခြင်းများတယ်ပေါ့နော်အဲ့ကြောင့်မလို့ view site ပါဗျာနော်ပြီးတော့နောက်ထပ်သိချင်တာလေးရှိရင်တော့ဒီ TikTok ဆိုရဲနောက်ထပ်သိချင်တာလေးရှိရင်ကျွန်တော်ရဲ့ဒီ TikTok ဆိုရဲ Facebook page ကိုလာပြီးတော့မေးလို့ရပါတယ်ခင်ဗျာနော်အားလုံးကျေးဇူးပါခင်ဗျာ